အားလုံးပဲမင်္ဂလာပါဗျ News Diaries ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့ဘက်ကတော့ကျွန်တော်ထိုင်းနိုင်ငံလှပူရီခိုင်မှာတည်ရှိတဲ့မီးအောင်စုံလေးခင်းချင်းပြသထားတဲ့ပန်းချံလေးကိုတွားရောက်လည်ပတ်ခဲ့ပါတယ်ဗျဒီပန်းချံလေးရဲ့နာမည်ကနာဆတာပတ်လို့ခေါ်ပါတယ်ဗျဘန်ကောက်မြို့ကနေကားနဲ့လာမယ်ဆိုရင်တော့2နာရီလောက်တော့မှောင်းအောင်ပဲဗျဆိုတော့ဒီပန်းချံတွေကမီးအောင်စုံတွေကဘယ်လောက်လှပလဲဆိုတာသိရှိရအောင်ကျွန်တော်နဲ့ဒီဗီဒီယိုလေးကိုစောင့်ကြည့်လိုက်ပါကြည့်ရှုဖို့အားလုံးကိုဖိတ်ခေါ်ထားပါတယ်ဗျဒီပန်းချံလေးရဲ့ဝင်ကြီးကတော့လူကြီးတအုပ်ကိုဘတ်300ပေးရမှာဗျဒါကတော့ထိုင်းရိုးရာဝတ်စုံတွေကိုငှားရမ်းဝတ်ဆင်လို့ရတဲ့ဆိုင်လေးဖြစ်ပါတယ်ဗျဒီဆိုင်လေးမှာကတော့အမျိုးသားဝတ်အမျိုးသမီးဝတ်တွေအပြင်ကလေးဝတ်တွေကိုပါငှားရမ်းဝတ်ဆင်နိုင်ပါတယ်ဗျ။ရောင်သွေးစုံနဲ့စိုက်စုံကိုထားရှိပေးထားပါတယ်ဗျ။ကျွန်တော်ငှားဝတ်လာတဲ့ဝတ်စုံလေးကတော့ဘတ်600ပေးရပါတယ်ဗျ။ယူပဒန္နာလေးရှူစားသွားပါအောင်ခင်ဗျ။ခုနကထိုင်းတော်ဝင်မင်းသားတိုင်းကန်းလဲသွားတာမဟုတ်ပါဘူးဗျကျွန်တော်ပါပဲဗျဒီမှာထိုင်းရိုးရာဖန်စီလက်ဝတ်လက်စားလေးတွေကိုရောင်းချပေးတဲ့ဆိုင်လေးတွေရှိပါတယ်ဗျပန်းချံလေးဟာ TikTok တို့ Instagram တို့အတွက်ဓာတ်ဖမ်းမယ်ဆိုလို့ရှိရင်တော်တော်ဓာတ်ဖမ်းလို့ပေါင်းတဲ့နေရာလေးဗျတချို့ထိုင်းလူမျိုးတွေဆိုရင်ဒီနေရာမှာ pre wedding အတွက်ဓာတ်ပုံလာရိုက်ကြတာကိုလည်းကျွန်တော်တွေ့ခဲ့ရပါတယ်ဗျကျွန်တော်တို့ဗုဒ္ဓဘုရားရဲ့သမိုင်းဝင်ဖြစ်စဉ်တွေကို projector နဲ့ထိုးပြီးပြသပေးတဲ့ show တွေလည်းရှိပါတယ်ဗျ။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲကျွန်တော် ID video clip တွေကိုမှားပြီးဖြတ်မိလိုက်တယ်ဗျ။ဆိုတော့ကျွန်တော်ဒီ video လေးမှာထည့်သွင်းပြသလို့မရတော့ပါဘူးဗျ။အဲ့ဒီတော့ကိုပါကိုစိတ်ကူးထဲမှာပဲပုံဖော်ပြီးကြည့်လိုက်ကြပါတော့ဗျ။ကဲဒီအောင်ဆုံးတို့ရဲ့အလားတရားတွေကိုအဖန်ပြန်လဲပြီးတော့ရှုစားလိုက်ကြရအောင်ဗျ။ပန်းချံလေးမှာကဈေးပွဲတော်စားနည်းတွေလည်းစားလို့ရပါတယ်ဗျ။နောက်ပြီးတော့စားစရာတွေအတွက်လည်းအထဲမှာစားတောက်ဆိုင်တော်တော်များများကိုဖွင့်လှစ်ရောင်းချပေးထားပါတယ်ဗျ။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့တဦးတယောက်ချင်းစီကိုကျေးဇူးတင်ရှိပါတယ်ဗျ။နောက်ပတ်တွေမှာလည်းထိုင်းနိုင်ငံအတွင်းမှာရှိတဲ့စိတ်ဝင်စားစရာကောင်းတဲ့နေရာတွေကိုသင်ပတ်ပြီးတော့တင်ဆက်သွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ News Diaries
Facebook page နဲ့ YouTube channel ကို like and share နဲ့ subscribe လုပ်ပေးဖို့အားလုံးဖိတ်ခေါ်အပ်ပါတယ်ဗျာအားလုံးပဲ bye bye